တဲ့သူကအဲ့ဒါကြောင့်စောစောနေမှာခင်ဗျာအခုလိုအားလက်တဲ့ကြားရကျွန်တော်တို့ဟိုဒီမင်းမြတ်မှုပြောတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့လေးကုန်းကတော့တမရဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်တဲ့ရက်တရားမပြည့်မီပါပဲအိန္ဒိယအခုတရုတ်နိုင်ငံကြီးတစ်နိုင်ငံခေါင်းဆောင်တွေကတမန်ကြီးတွေ့ခွင့်ရတယ်ပြီးတော့ဒါမတိုင်ပြီလဲနိုင်ငံ9နိုင်ငံကနိုင်ငံသားရေးဝန်ကြီးတွေကနေပြီးတော့မှတမန်ကြီးလာရောက်တွေ့ဆုံကြတယ်တည်ထားတဲ့အချက်လက်တွေရတယ်နိုင်ငံသားရေးဝန်ကြီးတွေအခြားတန်တမန်တွေကတမန်ကြီးကိုတွေ့ဆုံလို့ရှိကြတယ်လေထပ်ပြီးရှိတယ်ပေါ့အဲ့တော့ပြီးခဲ့တဲ့9နှစ်တာတန်တမန်ရေးဆိုင်ရာထိကြံမှုကလည်းအခုလိုပြောင်းလဲလာတဲ့အနေအထားမြန်မာနိုင်ငံအတွက်မြန်မာပြည်သူတွေအတွက်ဘလို့အပေါင်းလက္ခဏာဆောင်တဲ့အရာတွေဖြစ်မယ်ထင်ပါလေနိုင်ငံချင်းချင်းတန်တမာဆက်ဆံရေးကတော့နိုင်ငံသက်ဆိုင်ရာနိုင်ငံတွေအရေးပါတဲ့ကဏ္ဍမှာရှိတယ်တန်တမာဆက်ဆံရေးပေါ့အဲဒါခေါင်းဆောင်ချင်းဆက်ဆံရေးရှိမယ်နောက်တော့အစိုးရချင်းဆက်ဆံရေးရှိမယ်တန်တမာရေးရဆက်ဆံမှုရှိမယ်စီးပွားရေးဆက်ဆံမှုတွေရှိမယ်ဒီကဏ္ဍပေါင်းစုံရှိတယ်အဲ့တော့ဒီလိုကြတော့ကျွန်တော်တို့ခုနပြောတဲ့ခင်ဗျားမေးတဲ့ထဲမှာ9နှစ်တာကာလအတွင်းမှာထီးကျန်ခဲ့တယ်တကယ်တော့ကျွန်တော်တို့ကကြိုးစားပါတယ်ဒါတို့တော့ကျွန်တော်တို့ပုံမှာမျိုးစုံနိုင်ငံရေးရတော့လုပ်တာပါတကယ်တော့နိုင်ငံရေးရပါလုပ်ကြတော့ဒါကကျွန်တော်တို့လက်ခံကျင့်သုံးနေတဲ့နိုင်ငံရေးစနစ်ကိုခိုင်မာကျင့်သုံးမယ်ဆိုတော့ဆုံးဖြတ်ပြီးတော့လှုပ်လာခဲ့တယ်အဲဒီနိုင်ငံရေးစနစ်ကုစားကောင်းအောင်မလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလိုအခြေအနေတွေဖြစ်လာခဲ့တာကျွန်တော်တို့အဝကြအောင်ကျွန်တော်တို့ပြောင်းလဲခဲ့ပြီကျွန်တော်ဒီဟာကိုခိုင်မာဖြစ်အောင်လုပ်သွားမယ်အဲ့ဒါဆိုရင်ကျွန်တော်နိုင်ငံဆက်ဆံရေးမှာမြန်မာနိုင်ငံရဲ့ပါဝင်မှုဟာမူလအခြေအနေတွေထဲတော့ပိုကောင်းအောင်လုပ်နိုင်မယ်လို့ကျွန်တော်ယူဆတော့ခင်ဗျားကပေးလိုက်တဲ့ရှမ်းနိုင်ငံနဲ့လာကြလိမ့်မယ်ပါညာဆိုမှတ်ပါတယ်လာကြဖို့လည်းကမ်းလှမ်းထားလာရှိလို့ကျွန်တော်လည်းလာဖို့ဖိတ်ထားတဲ့နိုင်ငံတွေလည်းရှိပါတယ်ထို့သူပဲအခုဆိုရင်နိုင်ငံခြားရေးဝန်ကြီးတို့တက်ဆန်သူရဲ့ counterpart ဝန်ကြီးတွေပေါ့ဟုတ်လားဝန်ကြီးဌာနဝန်ကြီးတွေဒီလိုပဲဖြစ်ကြတယ်နောက်တော့ကအဖွဲ့အစည်းတွေလူငယ်တွေကစပြီးတော့ကျန်တဲ့ institution တွေလည်းအမျိုးစုံပဲဟိုဖိတ်ကြပြကြတယ်ကျွန်တော်တို့ရှိတယ်လာကြတယ်ဒါကဘာလဲဆိုရင်တိုင်းပြည်တဲ့အခွင့်အလမ်းတွေကြီးပဲဖြစ်ပါဒါကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချမယ်ဆိုလို့ရှိရင်မှန်မှန်ကန်နဲ့သုံးချဖို့လိုတယ်ရိုးသားသားနဲ့သုံးချဖို့လိုတယ်အဲ့ပေါ်မှာဒါပြီးတော့အမျက်ထုတ်ဖို့တော့သွားလို့မရအမျက်ထုတ်မဲ့ရွေချက်ရှိလို့ရှိရင်တော့ခင်ဗျာဘယ်တော့မှမခိုင်ပါဘူးရိုးသားသားနဲ့မှန်မှန်ကန်ကန်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျာခိုင်မှဖြစ်မယ်ကျွန်တော်သွားတဲ့ဒီနိုင်ငံရေးစနစ်ကိုစီဝဲစနစ်ကိုတကယ်ရိုးသားသားနဲ့တိုင်းပြည်ကောင်းလုပ်ဖို့ရွေချက်နဲ့လုပ်တာနိုင်ငံဆက်ဆံရေးမှာလည်းတကယ်ရိုးသားသားနဲ့ဆက်ဆံတယ်ကျွန်တော်တို့ဘသူရဲ့ဘဝရဲ့အားတာချက်အားနဲ့ချက်ရှိမှာကျွန်တော်တို့ကနိုင်ငံအားလုံးနဲ့ကျွန်တော်တို့ကနိုင်ငံရေးမှာလွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကျင့်သုံးနေတယ်ဒါကတကယ်အခိုင်မာဆုံးပဲနောက်တော့ကခုနအိန္ဒိယနဲ့တရုတ်ဆိုလို့ရှိရင်လေငင်းညံ့တော့သူရှင်ထွေးဒီထိုင်းမူကြီး9ရပ်နဲ့သူကျွန်တော်တို့ကအထီးတွေ့ဆက်ဆံထားတဲ့နိုင်ငံတွေဖြစ်ဒါကြောင့်ဒီဘုံမှာအခြေခံပေးလို့မဆိုရင်တော့မြန်မာနိုင်ငံရဲ့အနာဂတ်ကအင်မတန်ကောင်းတယ်လို့ကျွန်တော်ပြောရင်နားပြန်ပါတယ်ကျွန်တော်ကတော့ဒီကိုစံတလို့ပါကျွန်တော်မြန်မာပုံပုံကြီးအဖွဲ့ဥက္ကဋ္ဌအနေနဲ့ကျွန်တော်ဒီဝန်ကြီးတွေတချို့ပြီးတော့လာနေပြီဗျာတရုတ်နိုင်ငံရဲ့ Belt and Road Initiative နဲ့နောက်မြန်မာနိုင်ငံရဲ့ data တွင်းချိတ်ဆက်မှုအလားအလာတွေကိုပေါင်းစပ်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံကတရုတ်ဒီအာဆီယံနဲ့အိန္ဒိယသမုဒ္ဒရာကိုချိတ်ဆက်ပြီးတဲ့မဟာဗျူဟာမြောက် Land Bridge ကျွန်တော်တို့ဒီကုန်းတွင်းတရားနိုင်ငံဖြစ်နေရှိမယ်လို့လည်းပြောကြပါတယ်အဲ့တော့အဲ့ဒီကုန်းတွင်း Land Bridge တရားနိုင်ငံဖြစ်နေမြန်မာနိုင်ငံကိုသမ္မတကြီးအနေနဲ့ပုံပေါ်ဆောင်ရွက်တော့ဖို့အစီအစဉ်များရှိပါလားကျွန်တော်ရှိတယ်ဗျတကယ်တော့မြန်မာနိုင်ငံကLand Bridge နိုင်ငံမှာချုပ်ပွိုင်တကယ်စုံကျက်နိုင်ငံဖြစ်တယ်တကယ်စုံကျက်ဆိုတာတော်တော်ကြီးမားတဲ့ဟာ impact ရှိပါတယ်ဥပမာဖြင့်ခုနကပြောတဲ့အိန္ဒိယသမုဒ္ဒရာပဲသွားမယ်ဆိုရင်လည်းအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်ဘက်ကနိုင်ငံတွေအခုဆိုရင်အရှိပလိုက်ဒေသရင်းချမ်းရေးအတွက်လမ်းစာတွေပေါ်လာပြီဆိုတော့အဲ့အခွင့်အလမ်းတွေအများကြီးကျွန်တော်အသုံးချလို့ရသွားတယ်ဒါကတခုပေါ့တရုတ်နိုင်ငံအတွက်ပေါ့နော်နောက်တစ်ခါအိန္ဒိယနိုင်ငံအတွက်ပဲပြန်ကြည့်ရင်လည်းအိန္ဒိယလည်းသူတို့ဘက်ကအခြေအနေပေးနေတရုတ်ဘက်ဆက်သွယ်မှုပေါ့ကျွန်တော်မြန်မာနိုင်ငံကသူတို့နယ်နိမိတ်ထိဆက်တဲ့အပိုင်းတွေရှိတယ်သူတို့ကျွန်တော်တို့နိုင်ငံတွေတရုတ်နိုင်ငံပဲသွားမို့ဆိုရင်သူတို့ competition လုပ်လို့ရတဲ့နယ်ပယ်တွေမှာသူတို့လုပ်ခွင့်ရှိမှာပေါ့ဒီလိုပဲအာဆီယံနိုင်ငံဆိုလည်းသူတို့တောက်လို့ရမယ်အိန္ဒိယနဲ့တရုတ်နိုင်ငံမကောက်ဘူးတခြားနိုင်ငံတွေကလည်းမြန်မာနိုင်ငံအခြေပြုပြီးတော့မှအိန္ဒိယနိုင်ငံသွားမလားတရုတ်နိုင်ငံသွားမလားအာဆီယံသွားမလားဒါကျွန်တော်တို့အသုံးချနိုင်မှုလို့တယ်အဲ့လိုတိုးချနိုင်မှုတွေတည်ငြိမ်အေးချမ်းရအရေးကြီးတယ်နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုလုံခြုံရေးတည်ငြိမ်အေးချမ်းမှုပြည်သူတို့ရဲ့ဘဝတွေဟာတည်ငြိမ်အေးချမ်းမှုဘဝတည်ငြိမ်အေးချမ်းမှုရှိဘူးလို့နိုင်ငံရဲ့တစ်ပိုင်းပြည်သူတို့ရဲ့ဘဝတစ်ပိုင်းမတူဘယ်ကြားဖြတ်တာပါဒီလိုသာလုပ်မယ်ဆိုရင်တိုင်းပြည်ကအခြေအနေကောင်းတွေအများကြီးရှိတယ်လို့အသုံးချနိုင်ပေါ့အခြေအနေကောင်းတွေအများကြီးရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါခင်ဗျာကျွန်တော်လည်းဆရာကိုပဲမိကုန်းနဲ့ဆက်ပါတယ်ခင်ဗျာသမ္မတဒီကာလာအတွင်းမှာတွေ့ဆုံခဲ့တဲ့နိုင်ငံကြီးနှစ်နိုင်ငံတရုတ်က
အိန္ဒိယရဲ့ပေါ့သူတို့ရဲ့ purchasing power parity ကကျွန်တော်တို့တရုတ်ဆိုလို့ရှိရင်အဆင့်ကမ္ဘာအဆင့်1အိန္ဒိယဆိုအဆင့်3ရှိပါတယ်အဲ့တော့သူတို့ရဲ့ဝယ်ယူနိုင်စွမ်းကောင်းတဲ့နိုင်ငံတွေကအိန္ဒိယဆိုကျွန်တော်တို့အိန္ဒိယမြန်မာထိုင်းလန်းကြောင်းသူတို့ကအဓိကထားတယ်တရုတ်ဆိုလို့ရှိရင်လည်း PR ရင်းပေါ့အဲ့တော့ဒီလမ်းတွေအမြန်ဆုံးဖြစ်လာဖို့သမ္မတကြီးနေလည်းဘယ်လိုစီစဉ်ရှိပါသလဲဒါနဲ့ဆက်ဆက်ပြီးတော့သမ္မတကြီးရှိချင်းဖြစ်နေတွေ့တဲ့အချိန်ဟိုတီးနေတွေ့တဲ့အချိန်မှာကျွန်တော်ဒီစီမံကိန်းကြီးတွေနဲ့လုံခြုံရေးကိုအလေးထားဖို့သူတို့တွေအိန္ဒိယကိုတရုတ်ကပြောတာကိုတွေ့ရပါတယ်အဲ့တော့သမ္မတကြီးတို့ဆိုရတဲ့တွေနဲ့ဒီလုံခြုံရေးပိုင်းဆိုင်ရာဘယ်လိုကိုင်တွယ်ဖြစ်ရှင်းမှုရှိပါလဲလုံခြုံရေးပိုင်းဆိုင်ရာကံကြွယ်မှုဆိုမှာတရားဥပဒေစိုးမိုးရေးကျွန်တော်ရှိအောင်လုံခြုံရေးပိုင်းတို့ရဲ့ဥပဒေစိုးမိုးရေးရှိရင်လုံခြုံရေးဆိုတာသူ့အတူဖြစ်လာမှာတို့ဆိုတရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးနဲ့ဆက်ဆက်သူတွေပဲတစ်ဖက်ကလည်းနိုင်ငံရေးကလည်းတည်ငြိမ်အေးချမ်းမှုရှိတယ်နိုင်ငံရေးလမ်းကြောင်းမှန်ကန်လို့ရှိရင်တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကသူ့အတူအလိုလိုပါလာလိမ့်မယ်နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင်မမျက်မတဘူးဖြစ်နေလို့ဆိုလို့ရှိရင်တည်ငြိမ်အေးချမ်းမှုပြဿနာရှိဦးဖြတ်တန်းခဲ့တဲ့တမန်ကြောင့်ပြန်ကြည့်နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ပြဿနာတွေရှိတယ်ထွက်ပေါက်တွေပေါ့ဒါထွက်ပေါက်တွေကျွန်တော်တို့အခုက partisan democracy သွားနေတဲ့အချိန်ဆိုတော့ကျွန်တော်တို့ဒါကိုမှန်မှန်ကန်ကန်အသုံးချပြီးလုပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့စောစောပြောတဲ့ဒီနှစ်နိုင်ငံအင်အားကြီးနှစ်နိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်တဲ့အခွင့်အလမ်းတွေကမြန်မာနိုင်ငံကနေပြီးတော့ cross border တွေပေါ့ကျွန်တော်တို့ခုနကပြောတဲ့ခင်ဗျာသုံးနိုင်ငံသူတို့လာအိန္ဒိယနဲ့မြန်မာနေပြီးတော့ထိုင်းပေါ့ဒါပေမဲ့အဲ့ထားမှာကောင်းတယ်ပဲအိန္ဒိယကနေပြီးတော့လေတရုတ်ကိုသွားလို့ရတယ်ဒီဆက်ဆက်နေတရုတ်ကလည်းဒီလိုပဲကျွန်တော်တို့ရှီယာလာမယ်ကျွန်တော်ရှီယာနဲ့အရှေ့တောင်အာရှနိုင်ငံတွေအာဆီယံသွားမယ်ပြီးအိန္ဒိယတမို့တွေထွက်ပေါက်နေပြီးတော့အနောက်ဘက်နိုင်ငံတွေအကုန်လုံးသွားလို့ရတယ်။နဲတဲ့ကြီးမားတဲ့အခွင့်အရေးမဟုတ်ဘူး။နှစ်နိုင်ငံပဲကြည့်လိုက်လူတွေတန်ပေါင်း1400ကျော်ရှိတဲ့ဈေးကွက်ကြီး။သူတို့တက်ကတော့မြန်မာနိုင်ငံဈေးကွက်သေးပါတယ်။သူတို့မြန်မာနိုင်ငံကတော့တကယ်ကြီးမားတဲ့ဈေးကွက်ကြီးပဲ။ပြောရလို့လေရေကန်နဲ့တမို့တရားကွာသူတို့ပေါ့။ဒီလိုသွားဒီလိုကွာချမှုရှိတယ်။ကျွန်တော်တို့ကအသုံးချနိုင်မှုတယ်။ဒါကခုနပြောတဲ့တင်းကြီးအေးချမ်းမှုကဘာအထောက်အကူရတယ်မယ်။ဒီငြိမ်းအေးချမ်းမှုရှိမှထောက်ကူရမှာဒီအေးချမ်းမှုမရှိလို့ရှိရင်ထောက်ကူမရအဲ့တော့ဒီငြိမ်းအေးမှုရှိဘူးဆိုရင်နိုင်ငံရေးကအရေးကြီးဆုံးပဲနိုင်ငံရေးကျွန်တော်တို့ကတကယ်ခိုင်မာလုပ်ဖို့လိုတယ်ဒါကိုယုံကြည်မှုရှိနဲ့ပူးပေါင်းဆောင်မှုရှိဖို့လိုဒါပေမဲ့နိုင်ငံရေးပဲဘလောက်ပဲကျွန်တော်တို့ကယုံကြည်မှုရှိအောင်လုပ်ပေးသေးကျွန်တော်လူတွေရဲ့ concept ပေါ့ပြည်သူလူတွေရဲ့ concept ပဲလိုတယ်ကိုယ်ရဲ့ concept တွေသူတို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ကလိုက်ပါနေအောင်ကျွန်တော်ဆောင်ရွက်ပေးရအောင်အဲဒါပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေအများကြီးရှိတယ်ဒါကတော့တနည်းနဲ့မရောက်5 နှစ်လည်းမရောက်10နှစ်လောက်15နှစ်လောက်ကျွန်တော်ကြိုးစားရမယ်ဒါပေမဲ့အရေးကြီးတာတော့သူတိုင်းပြည်မှာကောင်းစေခြင်းနဲ့စိတ်ရှိတယ်ဆိုတော့နိုင်ငံသားတွေရဲ့စိတ်ဓာတ်ပဲတိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတော့နိုင်ငံသားတိုင်းအဲ့ဒါပြည်သူလူထုအားလုံးပါဟိုတကွက်ဒီတကွက်သူလှူချန်ရဲ့ဒီလိုချန်ရဲ့လို့များသူတို့အကုန်လုံးပါမှာတခုခုပြဿနာသူတို့ခံစားချက်ရှိနေလို့ရှိရင်သူတို့ကဒီပြဿနာရှာနေမှာပါပြဿနာရှာလို့အခုနိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်တာပြဿနာမရှောင်ကျွန်တော်ပြဿနာမရှောင်လုပ်ဖို့ဆိုတာလေဥပဒေနဲ့စီကံနဲ့အညီပဲတောက်လို့ရတယ်ဒီလိုကတော့အမျိုးစုံရှန်ဆန်းသားရှိမယ်မတူနိုင်အဲ့တော့ကျွန်တော်တို့ကစီမီစီကံဥပဒေနဲ့ပဲသူကသွားရတာပေါ့ဒါပေမဲ့ဒါပြောတဲ့ rigid ပေါ့ဟာဥပဒေနဲ့လုံးမတန်းတော့တင်းကြီးလုံးမဟုတ်ပါဘူး relax ရှိရပါမယ်ဒါကိုကျွန်တော်တို့ကပြည်သူတွေစိတ်ချမ်းသာအောင်လုပ်ပေးရမှာစိတ်ချမ်းသာအောင်လုပ်ပေးဒါကိုပြောမှဒါအဖြစ်ပဲပြည်သူစိတ်ချမ်းသာအောင်လုပ်ပေးရမှာတမန်တော်ကြီးကနောက်ဆုံးမေးခွန်းလေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကမ္ဘာအခြေအနေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့မာဒီပိုရောဝါလို့ခေါ်တဲ့ဝင်ရုံးစုံပါစီရပုံပြီးတော့ပေါ်နေလာတာတွေ့ရပါတယ်အဲ့ဒီမာဒီပိုရောဝါကြောင့်လည်းနိုင်ငံငယ်တွေကမိဘဆက်ဆံရေးတွေအခြားနိုင်ငံတွေပုံပြီးတိုးမြင့်ဆောင်ရွက်နေတဲ့ခွင့်လန်းတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့တမန်တော်ကြီးတွေစီကနေသိကျင်တာတော့မြန်မာနိုင်ငံအနေနဲ့အခုလိုတရုတ်ပြည်သူ့နိုင်ငံချစ်ကြည်ကြီးလာတယ်နှစ်နိုင်ငံရဲ့ဆက်ဆံရေးကလည်းတိုးမြင့်လာတယ်မြင့်တင်လာတယ်အဲ့ဒီချစ်ကြည်ရင်းနှီးမှုကိုဆက်ဆံရေးကိုအခြေခံပြီးတော့ဒီထွန်းသက်စပြုလာတဲ့ကျွန်တော်မာဒီပိုရောဝါအစီအစဉ်မှာအခွင့်အလမ်းတွေဘယ်လိုယူလို့ရနိုင်မှာလဲခင်ဗျာဟာအများကြီးရှိတယ်ဗျမာဒီပိုရောဝါကမ္ဘာနိုင်ငံတွေကြီးလာအခုလို့ကအကုန်လုံးကတော့သူတို့ကလူလားချက်အကုန်ရှိကြတာပဲဟိုအရင်ကတော့ဟလာယူနီပိုလာဘိုင်ပိုလာဒီလိုသွားကြတော့နော်ယူနီပိုလာနဲ့ဖြစ်ကြတယ်အဲကျွန်တော်တို့ခန်းရပါတယ်ဗျကျွန်တော်တို့ယူနီပိုလာမှာလည်းခန်းတယ်ဘိုင်ပိုလာမဲဟလာပြန်ပိတ်တွေရှိတော့ပို့ပြီးတော့ဟလာပါလာတော့ဒီပြဿနာရှိတယ်မာဒီပိုလာဆိုတာတော့ဖြစ်နိုင်လို့ရှိတော့နိုင်ငံအလုံးဒီနိုင်ငံလည်းရှိမယ် region လည်းရှိမယ် group လည်းရှိမယ်ဒီကနေပြီးတော့ရှင်ပြိုင်ပြီးတော့လှုပ်လာမယ်ဆိုလို့ရှိရင်နိုင်ငံအလုံးအကျိုးခံစားတူညီတဲ့အကျိုးခံစားနိုင်မယ်ဘာမှခွဲခြားမှုမရှိဘူးလူမျိုးရေးခွဲခြားမှုအသားအရောင်ခွဲခြားမှုဘာသာရေးခွဲခြားမှုဒေသရေးခွဲခြားမှုဒါတွေမရှိအောင်ကျွန်တော်လုပ်ရမှာဒါတွေတော့မဆိုရင်ကဘာကြီးကတည်ငြိမ်အေးချမ်းမှုလို့တိုးတက်မှုရှိပါလိမ့်မယ်ဒါကျွန်တော်တို့အသုံးချနိုင်မှုလို့လေ